မိဘတွေကတဲ့ရွယ်ကြီးလုံးမစားနိုင်တော့အဲ့ဒီအချိန်မှာတတ်နိုင်ပါလေရဲ့မိဘတွေကိုပြစ်တာရဲ့အဲ့ဒီလူကလူရုပ်ပါအဲ့လိုတော့ဟောတာနော်ဘာဖြစ်လို့လဲဆိုတော့ကိုဘွားမှာကျေးဇူးအကြီးဆုံးကမိဘဘာလို့ဆိုလူဘွားရဖို့ရအတွက်မိဘကခွင့်ပြုရတာနိုင်ငံတိုက်ပြည်တွေတော်လို့ရှိရင် immigration ဆိုတာရှိတယ်ပေါ့လား immigration ကလက်ခံမှာကိုနေလို့ရလူဘွားပါလည်းပဲမိဘ immigration ပဲမိဘကလက်ခံမှာမိဘလက်မခံလို့ပြန်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့ကိုဘဝအတွက်ကျေးဇူးအကြီးဆုံးကိုလူဖြစ်လာဖို့အတွက်ကျေးဇူးအပြုဆုံးကမိဘဖြစ်တယ်တရားတွေမတွက်နဲ့မိဘပဲဖြစ်တယ်အဲ့ဒီကျေးဇူးတစ်ခုတည်းနဲ့ပဲမိဘလုပ်ကြရမှာဆိုတော့လူတိုင်းမိဘမရှိပဲနဲ့လူဖြစ်လာတော့မှမရှိတာမိဘနဲ့ပဲလူဖြစ်ကြဘုရားလောင်းတော့မှပဲလူဘွားမှာမဲတော့ကမြေတော့ရှိရတယ်မရှိရင်ဘယ်လိုလုပ်ဘုရားဖြစ်မလဲအဲ့ဒါကြောင့်လို့မိဘကိုကြွေရပွေရတယ်လို့ဆိုလို့ယုံကြည်ချက်ရှိရမယ်စိတ်တနုညံ့ရမယ်ကွယ်ဝေချက်သုံးတတ်ရသူတော်ဘာရဲ့လိုအပ်ချက်ကိုနားလည်ရမယ်အခုကြီးတောင်းရင်အခုကြီးတောင်းတဲ့ပုဂ္ဂိုလ်ရဲ့စကားနားလည်တဲ့ဆိုကုညီတာဆိုတော့ကိုတတ်နိုင်တာလုပ်ပေးတာတဲ့နော်အဲ့ဒါလည်းသူတော်ကောင်းရဲ့လက္ခဏာတစ်ခုပဲမြတ်စွာဘုရားကအနစ်ချုပ်လိုက်တဲ့အခါဧတေသူဓမ္မိသူထိတော်စနုသူအဲ့ဒီအချက်လေးချက်ပေါ်မှာကိုင်မာစွာယတ္တိတဲ့ပုဂ္ဂိုလ်ဓမ္မိသူထိတော်တရားတိုင်းကျင့်သုံးလိုက်တာတဲ့ပုဂ္ဂိုလ်ဟာပရလောကနာမnumber 1မရှိဘူးလို့ပြောတာနော်ဘုရားဘာသာဘုလို့ခရစ်ယာန်တရားယုံကြည်တယ်ဆိုရင်ဘုရားသခင်ကဆုံးဖြတ်တဲ့နေ့မှာကောင်းငင်ဘုံပို့ပါပဲပေါ့အဲ့လိုပုဂ္ဂိုလ်နော်ကောင်းငင်ဘုံပို့ပါပဲတော့ဘာလဲရဲ့ပို့ပါကိုကကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်နေတာအဲ့လိုဆိုတော့ကိုတို့တာကောင်းနေပဲဖြစ်ဖို့လို့ဒါကတန်မြာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတဲ့တရားတစ်ပုဒ်ပဲလူတိုင်းကိုဘဝမှာအကောင်းဆုံးဖြစ်အခုဒီအသင်ပွဲပြီးတော့ကုသိုလ်ကောင်းမှုပြုလို့ကြတယ်မနိသောတာဓမ္မပကနိသောတာဆိုတာပါတယ်ဗျာတောက်ပါတယ်ဗျာဓမ္မကြည့်ပါတယ်ဗျာမနိသောဓမ္မပကဆိုတာဗုဒ္ဓရဲ့ဆုံးမတရားတော်မြတ်လို့တဲ့ဆိုတဲ့ပဲနော်တရားတော်ကိုမြတ်လို့တယ်ဆိုတာတရားတိုင်းနေတယ်တရားတိုင်းကျင့်သုံးပဲမြတ်လို့တယ်တတ်မှုထားတယ်အဲ့နမေယူထားသည်အလျောစာမိမိကိုယ်တိုင်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုမြတ်လို့လိုက်တာကျင့်သုံးပဲဆိုရင်တကယ်မနိသောတာတောက်ပါတယ်ဗျာဖြစ်ပါပဲနော်ဓမ္မကိုလိုက်တာဥဆွေတောက်ပါတယ်ဗျာဖြစ်ပါမဟုတ်အဲ့တော့ကိုကောင်းဆုံးဖြစ်အောင်
ဘုရားဟောတာတရားတော်ဘာတိုင်းလိုက်တာချက်သုံးနိုင်ရှိ